ကျွန်တော်ခါးတည်တဲ့အမှတ်တရားတစ်ခုပြပြမယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးအများစုကနေရာတော်တော်များများမှာကြိုတင်ပြင်ဆင်တဲ့အားနေဟုတ်လားမဟုတ်လားတော့ကိုပြန်မေးကြည့်ပါလေကျွန်တော်ကိုယ်လည်းအတူတူပဲထားပါတော့ကျောင်းပြီးလို့နောက်တစ်ဆင့်ပဲဆက်တော့မလို့ဒါမှမဟုတ်လို့ရှိရင်လေ language school ပြီးလို့ရှိရင်နောက်တစ်ဆင့် college တက်မှာ university တက်မှာအဲ့ဒါတွေကကိုယ်လာပြီးတရားကမမေးတဲ့အထိကိုယ်တိုင်စဉ်းစားထားတဲ့ဟာမျိုးမရှိဘူးစဉ်းစားထားတယ်ဆိုရင်လည်းစဉ်းစားရုံလောက်ပဲနဲ့ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်အခုတစ်ခေါက်ဗီဒီယိုကကိုလိုလိုဂျပန်ကိုလာတယ်ဆိုလို့ရှိရင်ဘာတွေတစ်စီမတစ်စီလောက်ရမယ်ဆိုတော့လမ်းမပြောင်းလို့ကျွန်တော်ပြပြမယ်ဘာလို့အဓိကထားပြီးပြောပြမလဲဆိုတော့ကျွန်တော်လွန်ခဲ့တဲ့3နှစ်ကဂျပန်စရောက်တဲ့အချိန်ကနေစပြီးတော့အခုချိန်ကြီး language school ပြီးလို့ရှိရင် Shingaku အခု university ဘလို့ပုံစံမျိုးနဲ့ကျွန်တော်လာခဲ့တယ်ဆိုတော့ကျွန်တော်တခုချင်းတခြားရှင်းပြမယ်ကျွန်တော်လောက်ခဲ့တဲ့ကျွန်တော်ရှောက်ခဲ့တဲ့ပုံစံကအမားတွေလည်းအများကြီးပါတယ်ပြီးတော့မှန်ခဲ့တဲ့ဟာလေးတွေလည်းတချို့နည်းလေးပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ personal experience ကိုနားထောင်ပြီးတော့အဲ့ဒီမှာအများကြီးပေါ့နော်ဟာငါဆိုလို့ရှိရင်တော့ဘယ်လိုလေးလုပ်လိုက်မယ်ဟော तू ကတော့ဒီလိုသွားတာငါတော့ဘယ်လိုလုပ်လိုက်ရင်ကောင်းမယ်ဆိုတာမျိုးအများကြီးအတွေးခေါ်တွေရအောင်လို့ကျွန်တော်ကမျှော်လင့်ပါတယ်အဲ့တော့စရောက်ခဲ့တဲ့နေ့ကိုပြန်ကြည့်လိုက်အောင်ဆိုတော့ပြောပြမယ်ပေါ့နော်အဲ့တော့ခုလို့တော့ sorry ဘေးကရေကြီးတာတန်နေပါနေတယ်ဒီလေးအတန်နေဝင်နေလိမ့်မယ်ထင်တယ်ဒါပေမဲ့အဲ့ဒါကိုလောကစိတ်နဲ့ထားရတယ်နေရာပြောရလို့အဲ့တော့စပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဂျပန်ကို2022 9လပိုင်းမှာရောက်တယ်အဲကျွန်တော် language school တက်တယ်ပေါ့နော် language school တက်တော့ပထမဆုံးကျွန်တော်လုပ်ခဲ့တဲ့အမှားကဘာလဲဆိုတော့ရောက်ချင်းအလုံးမရှာဘဲနဲ့အိမ်ရထည့်ပြတဲ့ပတ်စံနဲ့ကျွန်တော်တစ်လလောက်တော့အလုံးမလုပ်ဘဲနဲ့ကြောင်းမဲသွားပြီးတော့နေပါပါလေလိုက်တယ်ပေါ့လေအဲ့မှာစမှာဘာလို့ဆိုတော့အိမ်ရထည့်ပြတဲ့ပတ်စံကကျွန်တော်တို့စပြီးတော့စုမိအောင်ထားပါတော့အိမ်ရထည့်ပြလိုက်တာရန်အလုံးပေါင်း15,000ပေါ့လေ15,000ထည့်ပြလိုက်ထားပါတော့အဲ့ပတ်စံကိုပဲကျွန်တော်တို့ထိုင်တစ်လောက်ထိုင်သုံးလိုက်ပြီဆိုလို့ရှိရင်ပတ်စံကကျွန်တော်နောက်ဟာအတွက်ကြတော့မဖြစ်သွားပြီပြီးလို့ရှိရင်ကျွန်တော်တို့မစုမိတော့ပထမဆုံးအင်္ဂါထည့်ပြလိုက်တဲ့ပတ်စံကိုကျွန်တော်တို့ရအောင်မတုံးမိပဲဖြစ်အောင်တော့တိမ့်ထားလိုက်ပေါ့နော်အဲ့တော့ကျွန်တော်ပြောမဲ့ဟာတွေကလေလုံးဝကျွန်တော်ရဲ့ personal experience တီးတဲ့မဖို့မကွယ်ပဲနဲ့ပြောတော့မှာဆိုတော့အဲ့တော့ကိုလူတို့လည်းမမအောင်လို့ပေါ့နော်ဒါအဲ့တော့ကျွန်တော်ကအဲ့ပထမဆုံးတစ်လမှာအလုံးမလုပ်လိုက်ဘူးအလုံးမလုပ်ခင်နဲ့ဘာလို့လဲလဲဆိုတော့အဲ့လိုပဲအင်ရထည့်ပြတဲ့ပတ်စံထိုင်စားလိုက်ထိုင်စားရကျွန်တော်လက်ထဲမှာကအလုံးပေါင်းကျန်တာ3000လောက်ပဲကျန်မယ်ကျွန်တော်အလုံးစရတဲ့အချိန်ပေါ့နော်အလုံးစရလို့ရှိရင်လေကိုလူတို့တခုစိတ်ထဲဆွေးမြဲမှတ်ထားမှာဘာလဲဆိုတော့ဘယ်အလောက်ကမှစဝင်ချင်းလူကိုတပတ်28နာရီအပြည့်မပေးဘူးလက်ပေးအလုပ်ဆိုရင်ကျွန်တော်လည်းမပြောတော့ဘူးပေါ့နော်ဒါပေမဲ့လက်ပေးအလုပ်ကလည်းတော်တော်ရှားတယ်ပြီးတော့ဘန်လွှဲပေးတဲ့အလုပ်ကလည်းရှားတယ်ဘာလို့ဆိုတော့ရောက်ချင်းလူဂျပန်စကားသိမတက်သေးဘူးအဲ့တော့ကျွန်တော်တို့တော့ကအလုပ်ရှာဖို့ option ကတိတ်မရှိဘူးအဆင့်ပေါ့နော်ကျွန်တော်မိတ်ဆက်ပေးရတော့ဒီမှာတော့လောက်အောင်ဒါပေမဲ့အဲ့စဝင်ချင်းမှာ28နာရီအပြည့်မပေးဘူးကျွန်တော်အာမခံရတယ်အဲ့တော့ထားပါတပတ်မှာ10နာရီလောက်10နာရီကိုတနာရီလောကထားပါတယ်ကျွန်တော်ဒါတွေ့ရလွယ်အောင်1000ပေါ့နော်အခုကအိုဆာကာကနေလုံးလောက1114ဒါပေမဲ့ထားကျွန်တော်1000နဲ့ပဲတွက်လိုက်10နာရီတပတ်ကို10နာရီ4ဘတ်ဆိုတော့နာရီ40နာရီ40 1000ဆိုတော့အလုံးပေါင်း4000ဆိုတာကကျွန်တော်ပြောပြမယ်နော်အိမ်လာလောက်နဲ့နေကိုပြီးသွားပြီဒါပေမဲ့ကျောင်းမတက်ခင်ကလေးကအိမ်လာက6လစာနဲ့ကျောင်းလာကနေပေါင်းပြီးတော့အိမ်ရတစ်ခါလေးသွင်းနေဆိုလို့ရှိရင်တော့နည်းနည်းလေးတော့ရတယ်ဒါပေမဲ့
မပူနဲ့မလောက်ဘူးလုံးဝမလောက်ဘူးအဲ့4000ကဘယ်ရှင်းမှသိပြီလို့ဆိုလို့ရှိရင်ကျွန်တော်တို့ရောက်တာနည်းနည်းလေးကြာလာလို့ရှိရင်သိလာလိမ့်မယ်ဒါကပထမဆုံးအမှားတစ်ခုဒါကျွန်တော်ပြပြအဲ့တော့အဲ့လိုပဲပတ်စံကပတ်စံနေလို management ပေါ့နော်တေချာမလုပ်ခဲ့တော့ပတ်စံတိတ်မစုပြဘူးကဲနည်းနည်းလေးစုပြလို့ရှိရင်လည်းမဟုတ်တာလေးတွေဝယ်ကျင်တယ်မဟုတ်တာဆိုတော့ကျန်တာမဟုတ်ပါဘူးဒီပဲနောက်ကအယုတ်လေးဒါကြည့်ဒါတော့မှကျွန်တော်ဟိုလိုတစ်ခုလုံးဝယ်တာမဟုတ်ဘဲနဲ့လိုမင်းနိုင်ရတဲ့ဟာအဲ့ဒီမှာပေါက်တဲ့ဟာတွေပြီးတော့အသုံးမလိုတဲ့ဟာတွေကိုကျွန်တော်တို့တက်နေတယ်လို့ရှော့အောင်နော်တခုတွက်ပြမယ်ကျွန်တော်တခုတွက်ပြမယ်နော်အဲ့တော့ကျွန်တော်အေးတောက်တယ်ထားပါတော့အေးတပူကို200ပဲထားအောင်နော်200အားလုံးပေါင်းရက်30 230ဆိုတော့6000အဲ့6000ကတရက်လောကလောက်နဲ့ညီမျှတယ်အဲ့တော့ဟုတ်ပါတယ်230 6000ဟုတ်တယ်အဲ့တော့6000အဲ့ဒါအေးတောက်တယ်ပဲရှိသေးတယ်နော်တရက်တပူပုံမှန်တောက်တာ6000ကျွန်တော်တို့28နာရီတပတ်ကို28နာရီလုံးလုပ်တယ်အဲ့ဒါအောင်မှ4ဘတ်တနာရီမှမလျော်ဘဲနဲ့လုပ်လို့ရှိရင်ကျွန်တော်ထင်တယ်28 4 4 30နှစ်112ကို1000ပဲပြန်ပြအောင်17200ဟုတ်တယ်17200မှာကျွန်တော်တို့ခုနအေးဘူးက6000နှုတ်လိုက်17200ဆိုတော့10000နဲ့6000နည်းနည်းလေးကျွန်တော်ပြောတဲ့နံပါတ်တွေကဟို10000တော့ဘာလို့ပြောနေတာဆိုတော့နည်းနည်းနားမရင်သေးတဲ့လူဆိုရှင်နားလေးခက်လိုက်မယ်ဒါပေမဲ့10000ဆိုတော့10000 6000နည်းနည်းလေးပြီးခံလိုက်ပါတော့နံပါတ်တွေ10000 6000ထားလိုက်အောင်အိမ်လာကတော့အိမ်လာကဖုံးပေးဖို့ပေါ့လေဖုံးပေးပြီးရင်မရှိဘူးတော့ဆိုကျမ်းမာရေးကောလျှက်စစ်ပြီး gas ဖို့ပြီးတော့စားစရိတ်တောက်စရိတ်အဲ့ဒါတွေနဲ့ဟိုတိုတီနှုတ်ရင်းနဲ့လည်းဘာလို့ပဲကျန်လို့ရှိရင်ထားပါတော့ခုန12000ကနေပြီးတော့မှဘာလို့ပဲကျန်မယ်ဆိုတော့တတိချာစစ်3ရင်တော့မှ3000 4000လောက်တော့ကျန်မယ်အဲ့ဒါကလည်းကျွန်တော်တို့ကိုဝယ်ချင်တာဝယ်ရရှိသေးတယ်သွားရလာတဲ့ဈေးမနှုတ်ထားသေးဘူးဒါပေမဲ့သွားရလာတဲ့ဈေးကတော့အလောက်ကနေမှကျွန်တော်တို့ခိုးစုဟိဆိုပြီးတော့ဒီ transportation charges တွေပေါ့နော်ယထာစီယထာကပေးတယ်ဘတ်စကားစီဘတ်စကားကိုပေးတယ်အဲ့လိုမျိုးဒါပေမဲ့များသောအားဖြင့်ယထာကားပါပဲအဲ့လိုမျိုးပြန်ပေးအဲအကြောင်းကျွန်တော်အဲ့သွားရလာတဲ့ဈေးကိုတော့ထည့်မထားဘူးဒါပေမဲ့ပြန်တွေ့ကြည့်လိုက်3000လောက်ပဲကျန်မှထား3000အဲ့ထက်မှကိုကငါဝယ်စားလေးဝယ်အောင်မယ်ဝယ်စားလိုသေးတယ်ဟောပြီးတော့စပိန်ရလေးလိုသေးစပိန်ဝယ်အောင်မယ်အဲ့လိုနဲ့ဟိုအစကနေပြီးတော့မှပတ်စံအောင်တခြားဟိုမစီမံခဲ့လို့ရှိရင်နယ်လီကျွန်တော်တို့ဘယ်လိုပြောပါရေသူမှာတော့ကိစ္စမရှိသေးဘူးဟာနောက်ဘယ်လောက်ဆိုရင်လာငါဘယ်လောက်ဝင်မယ်အဲ့တော့ okay လေးရဆိုပြီးတော့ရေသူမှာတော့ကိစ္စမရှိသေးဘူးဒါပေမဲ့ရေရှည်ကြရင်နောက်ကြောင်းတက်တော့မယ်ဆိုလို့ရှိရင်ကြောင်းကအိမ်ကထောက်ပံ့နိုင်တော့ကိစ္စမရှိဘူးအိမ်ကနည်းနည်းပဲပို့မယ်ကျန်တာလေးကတော့ကိုယ်ထဲကနေလည်းစိုက်အောင်မယ်ဆိုလို့ရှိရင်အဲ့မှာစပြီး pressure ပေးမယ်အဲ့ဒါကတော့ကျွန်တော်ကပတ်စံနဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်နည်းနည်းပါးပါးရှင်းပြတယ်ဘာလို့အရေးကြီးဆုံးလို့ကျွန်တော်ထင်လို့ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ language school ဂျပန်ကိုစပြီးချိန်ချပါပြီ language school တက်ပါတော့မယ်ဆိုကြတဲ့က language school ပြီးရင်ဘာလုပ်မယ်ဆိုတာကိုစဉ်းစားဒါကျွန်တော်ပြောတဲ့ဟာကိုအခုလောလောဆယ်နားထောင်နေတော့ဒီကောင်ကငါတို့အခုမှဂျပန်စရောက်တာကွာဘာဒီစဉ်းစားခိုင်းနေရတော့ထင်ကောင်းထင်လိုက်မယ်မစိုးလုံးမူလားပေါ့လေမဟုတ်ဘူးဘာလို့ဆိုကျွန်တော်တို့ဒီရောက်ပါပြီဆိုကြတဲ့ကနောက်တစ်ဆင့်ကဟာအတွက်ကိုလိုအပ်တော့ရည်ရွယ်ပြီးတော့ပြင်ဆင်ရရမယ်ပေါ့နော်ဥပမာထားပါတော့ကျွန်တော် ID နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ် ID နဲ့ပတ်သက်တဲ့အကြောင်းတက်ချင်တယ်ဟုတ်ပြီအဲကျွန်တော်တို့က
ဒီမှာ language school တက်နေတဲ့အချိန်မှာ language school ကစာတွေတင်မဟုတ်ဘူး ID နဲ့ပတ်သက်တဲ့ဟာလေးလည်းနည်းနည်းပါးပါးရှားပွေထားတာပဲ။ဘာလို့ကျွန်တော်မြန်မာမှာသင်တဲ့ပုံစံနဲ့ကျွန်တော်မှာသင်တဲ့ပုံစံနဲ့ follow မတူဘူး။ပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော်တို့က ID နဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေကဂျပန်စကားနဲ့သင်ရမှာ။နောက်လို့ရှိရင်လည်းအင်္ဂလိပ်စာကိုသုံးပြီးတော့သင်တဲ့ဘယ်လိုပြောမလဲဟာတွေလည်းရှိတယ်။ဒါပေမဲ့ကျွန်တော်တို့အဓိကသွားရမှာကဂျပန်စာနဲ့ပို့ပြီးအဓိကသွားရမှာပေါ့နော်အဲ့တော့ဂျပန်စာနဲ့ပတ်သက်ပြီးတော့ဒီ ID နဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေကိုကျွန်တော်တို့ကရှာပြီးတော့လေ့လာထားတာတို့မှတ်ထားတာတို့ရှားဖတ်ကြည့်ထားတာတို့အဲ့လိုလေးလုပ်ထားရင် okay ဒါကကျွန်တော်ဥပမာအနေနဲ့ပဲပြောပြတာ ID နဲ့ပတ်သက်တဲ့ fee ပေါ့နော်ကျန်တဲ့ဟာတွေအများကြီးရှိသေးတယ် engineering ရှိသေးတယ် relation နဲ့ politics ရှိသေးတယ်အများကြီးပေါ့လေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကရှာဖွေထားမယ်ပြီးတော့ရှာဖွေရုံနဲ့မကပဲနဲ့ကြောင်းတက်မယ်ငါရောင်းမှာ ranking ကောင်းမှာလောကနာမည်ကြီးကြောင်းမှာတက်မယ် okay ဟုတ်ပြီအဲ့ဒါဘာလဲလို့ကျွန်တော်တို့ရှာကြည့်ရIS ရှိရမှာလားပြီးလို့ရှိရင် EJ ဘယ်လောက်အမှတ်300ကျော်မှာလားเนาะGLPD ဆိုရင်ရှင်လည်း N1 လုံးဝအောင်ထားမှာလားကျောင်းလာကဘယ်လောက်ရှိအောင်အဲ့ဒီအကုန်လုံးကျွန်တော်တို့ချိန်ထားရမှာပေါ့နော်လိုက်ပြီးတော့မဟုတ်လို့ရှိရင်ကျွန်တော်တို့အနီးနဲ့မှရှာမယ်ဆိုလို့ရှိရင်တခုပြောပြမယ်နော်အမှန်တရားပြောပြမယ်ကျွန်တော်တို့ကြောင်းပြောင်းနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုတန်းတိုးဆိုပြီးတော့ကျွန်တော်တို့ကိုဘယ်လိုပြောမလဲနီလန်းပြပေးတဲ့ဆရာမရှိရပေါ့နော်ဒီကြောင်းကတော့ဘာလဲလို့တယ်ဘာလဲလို့ရမယ်သူတို့တော့ပြောပဲလေကိုကတော့လိုက်လော်မှာကိုပဲအဲ့ချိန်ကြလို့ရှိရင်ဆရာမအလုံးရှုံရင်ကျွန်တော်တို့လွတ်သွားလို့ရှိရင်ခံရမှာကိုပဲခံရမှာအဲ့တော့ဘာမှမဖြစ်ခင်ကလေးကဘာမှမဖြစ်ခင်ကလေးဆိုတာဘာမှမလုပ်ခင်ကလေးကဆရာမကအလုံးရှုပ်လို့ကိုယ်အချိန်မပေးနိုင်တော့တာတွေဖြစ်မလာခင်ကလေးကကြိုပြီးတော့ကျွန်တော်တို့အများကြီးရှာဖွေထားပါမယ်အဲ့ဒါကဘာနဲ့တော့ပတ်သက်နေလဲဆိုတော့ကျွန်တော် language school ပြီးတော့က language school ပြီးကန်ဒီမှာဖြစ်တဲ့ပြဿနာကိုပြဿနာကိုလို့အကြီးတော့မဟုတ်ပါဘူးလေဒါပေမဲ့ကိုကစဉ်းစားမထားတော့သူများဟာဟိုကြောင်းကောင်းတယ်အားလိုက်တက်ကြည့်လိုက်ပါဒီကြောင်းလေးကောင်းတယ်ဟာဒါလေးတက်ရင်လည်းမဆိုးဘူးလေအဲ့လိုမျိုးတော့ဟိုဝိုးဝါဒဖြစ်နေပါလေမှန်ကန်တဲ့ decision တခုကိုချဖို့တော်တော်လေးအချိန်ပေးလိုက်ရတယ်အဲ့မှာကျွန်တော်ကဒီ12လပိုင်းလောက်တော့ရောက်တော့ကျောင်းကဆရာမကနေပြီးတော့မှလှမ်းပြီးတော့မေးတယ်ပေါ့ဒီကျောင်းဆိုပြောပဲ graduation ပြီးလို့ရှိရင်မဆက်လုပ်ပါအဲ့မှာကျွန်တော်ပြသွားပြီဟာဟုတ်သားပဲငါတနေ့ပတ်လုံးအချိန်ကြီးရခဲ့တာမစင်စားခဲ့ဘူးအဲ့မှာဆရာမဆရာမကိုလို့ကပုတ်ပူပြီးလိုက်ဆရာမကျွန်တော်ဘယ်လိုလုပ်အောင်ပါလဲဘာတွေရှိတော့မေးတော့အဲ့မှာဆရာမကနေပြီးမှသူက recommendation ပေးရပါလေဒီကြောင်းတွေရှိတယ်ပြီးလို့ရှိရင်လည်းဒီကြောင်းတွေမှာတက်ဖူးတဲ့ senior တွေရှိတယ်သူတို့ကိုမေးကြည့်ပေါ့အဲ့နဲ့ကျွန်တော်ကကျောင်းကလည်းရွေးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုတက်ချင်တဲ့ major ရှိတဲ့ဟာကိုရွေးရမှာဆိုတော့ကျွန်တော်ဘာ major တက်ချင်မှလည်းကျွန်တော်မသိသေးရပါလေလုပ်ချင်တာတွေတော့အများကြီးပဲဟိုဟာလေးလည်းလုပ်ချင်ဒီဟာလေးလည်းလုပ်ချင်ဟိုဟာလေးလည်းကောင်းမှနေတယ်ဒီဟာလေးလည်းကောင်းမှထင်တယ်ဆိုတော့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တိုင်ပတ်သွားတိုင်းမှာအဲ့ကျောင်းကနေပြီးတော့ open campus ရှိတယ်ပေါ့လေကျွန်တော်တို့ကျောင်းပြောင်းတော့မယ်ဆိုလို့ရှိရင်ကျောင်းတွေကသူက12လပိုင်း1လပိုင်းလောက်တည်းဆိုလို့ရှိရင်သူက open campus တွေလုပ်တယ်10လပိုင်းလောက်လာမသိဘူးတချို့ရတယ်စိုးတယ် open campus တွေရှိတယ်အဲ့မှာဘာလို့လဲဆိုတော့ဒီကျောင်းရဲ့စာသင်တဲ့တင်ယုံညွန့်တွေပြီးလို့ရှိရင်ဘလို့ major တွေရှိတယ်ဘာတွေရှိတယ်ကျောင်းရဲ့ကောင်းတဲ့ချက်တွေဘာတွေပေါ့ဒီကျောင်းလာကစားပေါ့အဲ့လိုတွေလုပ်ပြီးရှင်းပြပေးတယ် open campus ရှိအဲ့ဒါတော့တက်ရတယ်အဲ့မှာကျွန်တော်က ECC လို့ပြောလို့ရှိရင်ကျွန်တော် Osaka မှာနေရလို့ဆိုရင်တော်တော်မြန်မာသိပါတယ်ဘာလို့အဲ့ကျောင်းကဘယ်လိုပြောနေရတာကမြင်နေရတာသူတို့ရေကြော်ညာတွေကပြီးလို့ရှိရင်ကျောင်းသူမြန်မာကျောင်းသားကျောင်းသူတော်များလည်း ECC မှာတက်တယ် ECC မှာကျွန်တော်တက်လိုက်တာဘာလို့ဆိုတော့ရှင်းက course နောက်တစ်ဆင့်ပေါ့နော် Semon college ကိုတက်မှာလား university ကိုတက်မှာလားမကွဲတဲ့လူတွေအတွက်အဲ့ဟာကတော်တော်လေးတော့အထောက်အကူဖြစ်တယ်အဲ့ဒါကျွန်တော်လဲစတော့ကျွန်တော်တကယ်ချင်း3ယောက်တက်မယ်ပေါ့လေပထမဆုံးတစ်ယောက်
ပထမဆုံးတယောက်ကတက်မယ်လို့ကျွန်တော်တို့အဲ့လို open campus တူတူသွားတယ်တူတော့သွားပြီးတော့ပြန်လာတော့ပြန်လာတော့တက်မယ်ဆိုပြီးတော့ဗောနော်ကျွန်တော်ရဲ့တကယ်ချင်း border project ကလည်းကျွန်တော်လိုပဲဘယ်တက်လို့တက်မှမသိဘူးသူကလည်းအစအဲ့မှာသူကလည်းတက်မယ်မတက်ဘူးနဲ့သူလည်းပြများတယ်ဗောနော်အဲ့မှာသူကတော့နောက်ဆုံးကျတော့ Toyota ဘက်ကိုကြောက်သွားတယ်ကျွန်တော်နောက်ရက်ကျမှသူ့ကိုပြောခေါ်ပြီးမိတ်ဆက်ပြီးတော့ကိုလိုလည်းတိလိမဲ့ထင်ပါတယ်ကျွန်တော်တခါသူ့ကြောင်းပြောပြီးတယ်ကျွန်တော်ဂျပန်ရောက်လာတာသူ့ကြောင်းဆိုပြီးအဲ့တော့စကားကိုပြန်ဆက်မယ်ဆိုလို့ရှိရင်ဘာဖြစ်လို့ဆိုတော့ तू ကကြောင်းတခြားအကြောင်းရွေးလိုက်တယ်ကျွန်တော်လည်းနောက်ကောင်လေးတယောက်ပေါ့လေကျွန်တော်ညကအဲ့မှာဆက်တက်တော့ကျွန်တော်က university တောင်းမဲ့ဟာကိုရွေးတယ် तू ကတော့ college ကိုလာမလဲဟုတ်တယ် college ဘက်ကိုရွေးတယ်အဲ့မှာ ECE ရောက်တော့နည်းနည်းလေး flow ပြောင်းသွားတယ် flow ပြောင်းတာဘာပြောင်းသွားလဲဆိုတော့ language school နဲ့ဒီ Shingaku ပေါ့နော်နောက်ထပ်ကျောင်းဆက်တက်မဲ့ဟာတက်ကိုမတူတဲ့ဟာတွေကဘာအောင်ဆိုတော့ language school မှာကသူကဒီဂျပန်စာနဲ့ပတ်သက်ပြီးတော့ဟာပဲသင်ပေးတာ grammar vocabulary ပြီးလို့ရှိရင်ဘာရခန်းကြီးဒီဂျပန်နဲ့ပတ်သက်တဲ့ delay ပေါ့လေဒီ Shingaku course ကြတော့မတူတော့ဘာလဲဆိုတော့ကျွန်တော်တို့နောက်တစ်ဆင့်ကကိုသွားခြင်းတဲ့ဟာကိုမူတည်ပြီးတော့သူတို့ကလုံးဝ preparation တွေလုပ်ပေးတယ်စာရေးစာတမ်းပြင်တာတွေကျောင်းဘယ်လိုရှောက်မယ်ဘယ်ကျောင်းတွေရှိတယ်ဘာရှိတယ်ပေါ့လေအကုန်ပြင်ပေးတဲ့ဟာမျိုးအဲ့တော့သူအပတ်တိုင်းမှာတောက်ကြနေမှာတည်ပြီကျွန်တော်က university နဲ့ college ရှိတာမှာဘာလို့ university ကိုရွေးလိုက်လဲဆိုတော့ကျွန်တော်မြန်မာတုန်းကကြားဘူးတာကဒီဂျပန်မှာ university ပြီးတာနဲ့ college ပြီးတာနဲ့ကပြီးတော့လို့ရှိရင်အလုပ်တစ်ခုကိုဝင်နေထောင်း position တူရင်တော့မှရတဲ့လာကမတူဘူးလို့ကျွန်တော်ကြားလိုက်တော့အဲ့ဒါလေစိုးပါအောင်လေးပေါ့အဲ့တော့အဲ့လိုတွေးမိတယ်ဒါကကျွန်တော်အမှန်တမ်းပြောရနော်အဲ့ဒါနဲ့အဲ့လိုရွေးရတဲ့ကျွန်တော် university သွားလိုက်တယ်အမှန်တော့စာတင်ခြင်းလေးကတိတ်မရှိဘူးစာတိတ်စိတ်ဝင်စားတာကြာပြီအဲ့နဲ့နောက်ကြတော့ကျောင်းဆက်တဲ့တော့ ECC ကတခုရှိတာကနည်းနည်းလေးစီကံကျက်တယ်စီကံကျက်တယ်ဆိုတာဘယ်လိုပြောမလဲကျွန်တော်ထားပါတော့ဖတ်စာစာကိုမေ့ခဲ့တယ်ဆိုလို့ရှိရင်ကျောင်းကအဲ့ဒါကိုချီကိုကူဆိုတာအတန်းနောက်ကျရတယ်လို့သူတတ်မှတ်လိုက်တစ်ခါတတ်မှတ်တယ်ချီကိုကူအတန်းနောက်ကျတာက3ခါဆိုလို့ရှိရင်တစ်ခါ absent ဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့တော်တော်လေးတည်ထားရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကသူအတန်းတွေကတစ်ချိန်နဲ့လည်းမတူတော့ကျွန်တော်တို့တပတ်မှာယူသွားတဲ့စောင်းတွေလည်းမတူတော့အခါလေးကြားလို့ရှိရင်လည်းစောင်းမှားပြီးယူသွားတာတော့ရှိတယ်ပြီးလို့ရှိရင်ဒါ ECC ကိုတက်ဖူးတဲ့လူဒါမှမဟုတ်လို့ရှိရင်စတက်မယ်လို့ဆိုလို့ရှိရင်သိလိမ့်မယ် ECC ကစောင်းတွေကိုအများကြီးသုံးတာစောင်းဖိုးတွေကိုတော်တော်လေးပတ်စံကုန်တယ်ချို့ဆို1020တို့ကတော့ကုန်တာလည်းရှိတယ်ဒါမယုံလို့ရှိရင်ကျွန်တော်တို့ကိုလူတို့ ECC တက်ဖို့ရလို့ပေါ့နော်မေးကြည့်သူ college တွေပါဆိုရှင်1020လောက်ကုန်တယ်လို့ပြောတယ်ဒါပေမဲ့အဲ့စရင်စရာတိုင်းပြန်ပေးရပေါ့လေ1020မှာအကုန်လုံးမသုံးလိုက်ဘူးဆိုလို့ရှိရင်ပိုးနေတော့ပြန်ပေးတယ်ဒါပေမဲ့1020လောက်ကုန်တာလည်းရှိတယ်အဲ့တော့ကျွန်တော်အဲ့မှာစပြောလေစာတင်ရဲ့အစတော့ကတော့လုံးဝကြောင်းမှန်တယ်ကြောင်းစာတင်ရင်စာမတင်ခင်7မိနစ်လောက်အလိုမှာရောက်တယ် AEC တွေပဲအဲ့မှာတန်းဆိုင်စာတင်မှညာတယ်ပေါ့နောက်ကျတည့်ရကျတော့ကျွန်တော်အဲ့လိုဖတ်စာဆောင်မေးတော့ကျွန်တော်မှားယူလာတော့ရောင်လေးကတူးနေတာဗျာသူကအဖြူလေးနဲ့နည်းနည်းလေးခဲရောင်ပဲတန်းတဲ့ဆောင်လေးရှိတယ်သူကနောက်ကကြည့်ရင်မတူဘူးရှေ့ကလုံးဝစာအုပ်ကာပါကိုကြည့်မှသူကကွဲပြောသေးတယ်ပုံလေးပါလေအဲ့နဲ့ကျွန်တော်ကအဲ့မေးကြတော့အဲ့မှာစပြီးတော့တစ်ခေါက်ချီကူဖြစ်တော့အဲ့မှာပြဿနာစတယ်နောက်ပြီးတော့ဒါကလေကျွန်တော်မြန်မာလူမျိုးအများစုဖြစ်တယ်ဘာလို့ဆိုတော့တောက်လျှောက်ကြိုးစားလာပြီးတော့တစ်ခေါက်တော့အဲ့လိုနည်းလေးကတော့ပစာလေးဖြစ်နည်းလေးလက်လျှော့တယ်ဒါကတော့ကျွန်တော်သိရတဲ့လောက်ကိုကျွန်တော်ပြောပြတာလက်မလျှော့တဲ့လူလည်းရှိမှာပါလေအဲ့မှာကျွန်တော်စပြီးတော့ကျောင်းပြက်တဲ့ရည်လေးတွေတော့နည်းလေးများတယ်တန်းလောက်ကြနောက်ရင်တော့အတန်းလေးနောက်ကြမယ်ထားတော့လေ
ဘူဒါနဲ့ကျောင်းထဲကကျွန်တော်တို့9မိနစ်လောက်ပဲဝေးတာအဲ့မှာကျွန်တော်ကပုံမှန်ဆိုလည်းဒီနေ့လေးအတန်းနောက်ကျမှထင်ဘူးကျွန်တော်ပြေးပြီအတန်းကိုပြေးပြီဒါပေမဲ့အဲ့တစ်ခေါက်နောက်ကျပြီခင်ဗျာနေလေးစိတ်ကလေသွားပြီးတော့ငါပြဘူးနောက်ကျလည်းမတက်နိုင်ဆိုပြီးတော့ AC ပဲသွားတာဒါပေမဲ့ဆရာမကနေပြီးတော့မှကျွန်တော်တို့ဒီ university နဲ့ပတ်သက်ပြီးတော့ပြင်ပေးတဲ့ဆရာမနေပြီးမှပြောတာဘာလို့ဆိုတော့ကျွန်တော်တို့ဂျပန်ကိုစရောက်ပြီးတော့ language school တက်တဲ့ထားအောင် language school ပြီးလို့ရှိရင်နောက်တစ်ဆင့်ခုကျွန်တော်တို့ရှင်းကာကူတက်ရင်တော့ရှင်းကာကူဒါမှမဟုတ်လို့ရှိရင်လည်း university college ကိုတက်သွားမယ်ဆိုရင်လည်းအဲ့လို flow အတိုင်းမှာကျွန်တော်တို့စရောက်တဲ့ language school ကနေစပြီးတော့တက်ခဲ့တဲ့ကျောင်းတွေကကျွန်တော်တို့ရဲ့ဟိုပါဘောနော်ဇယိုက်တွေစိတ်နေစိတ်ကဘလို့ရှိရဲဆိုတာမျိုးတွေအကုန်လုံးကျွန်တော်တို့အကြောင်းသူကလေ့လာပြီးရေးပြီးတော့ကျွန်တော်တို့ဖတ်လို့မရအောင်သူကကျောင်းဟိုလို့ရှိရင်စေးစိတ်ကြီးရှုံးမရှို့ရှုစိတ်ကြီးရှုံးမရှို့တော့ထုတ်ရတယ်ကျောင်းပြောင်းလို့ရှိရင်လေအဲ့ဒါ attendance list တွေတော့ပါတယ်ပေါ့နော်ဒီကျောင်းကနေပြီးတော့နောက်တစ်ကျောင်းကိုဒီကျောင်းသားနဲ့ပတ်သက်တဲ့ information တွေဘလို့ရှိရဲဆိုတော့ပြောလိုက်တယ်အဲ့မှာအဲ့ဒါတွေကိုကြည့်ပြီးတော့မှဒီကျောင်းသားရဲ့ဟိုပါဘောနော်စိတ်နေနေတာဘလို့ဆိုတော့သူကကြည့်ပုံရပါတယ်ကျွန်တော်တို့ဖောက်ကြည့်လို့မရအောင်เนาะအဲ့ဒါတွေကို attendance စာရွက်ကတော့ရတယ်ဒါပေမဲ့ဟိုကျွန်တော်တို့လုံးဝဖောက်ကြည့်လို့မရတဲ့စာရွက်လေးတစ်ခုရှိတယ်စာရွက်လေးနဲ့လာထားပါတော့ကျွန်တော်ပြဥပမာဒီလိုမျိုးလေးအဲ့လိုဂျိတ်ပိတ်ထားတာဆိုတော့ကျွန်တော်တို့လုံးဝဖွင့်ဖောက်ပြီးတော့ဖတ်လို့မရတဲ့အပြင်ကျွန်တော်တို့ဒီ attendance မကောင်းလို့ရှိရင်အဲ့ကျောင်းတွေကဝင်မပေးဘူးမအောင်နောက်မှလို့ရှိရင်အခုတက်နေတဲ့ကျောင်းကကျွန်တော်တို့ graduate ပေးမလို့တာရှိတယ်ဘယ်လောက် percentage ဆိုလို့ရှိရင်များအလုံးလုံးဖြစ်သွားတယ်ဆိုရင်95အောက်ရောက်ရင်နည်းနည်းလေးကျောင်းကနေပြီး warning ပေးတော့မှာဘာလို့ကျောင်းပြတ်တာတော့ဘာလို့လို့ညာလို့လာပြီ89လောက်ရောက်ရင်ကိုလူတိတ်မသေးကြတော့ဒီကျောင်း graduate လုပ်ဖို့ကျောင်းဘက်ကဟာလည်းပတ်သက်တယ်ပေါ့လေကျောင်းကနေပြီးမှနေပပပေါ်ရစဉ်းစားပြီးလုပ်ပြီးလို့ရှိရင်တမျိုးပေါ့အဲ့တော့ကျွန်တော်ရှင်းကာကူဟာမှာတက်တယ်တိုင်းနဲ့နောက်ကျတော့ရှမ်းမကလည်းမှအဲ့လိုမျိုးပြောလာတော့နေစာအုပ်ပြန်အာရုံစိုက်တယ်တဲထဲမှာစာလိုက်မေးတာတွေပါတော့လုပ်တယ်ဒါလည်းကိုတကယ်သိချင်လို့ပေါ့လေပြီးတော့ရှမ်းမကပြောသမျှဟာတွေမှာတက်ကြွလုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်ကျောင်းနဲ့ပတ်သက်တဲ့ activity တွေမှာလိုက်ပြီးတော့ပါဝင်တယ်ကျွန်တော်ရဲ့ပုံမြင်မှုလာတော့မသိဘူး pamphlet မှာ ECC ရဲ့ pamphlet မှာကျွန်တော်ပါတယ်ပြီးတော့နောက်တစ်ခုကဟပြောတိုက်ကိုင်ဒီ presentation လုပ်တဲ့ပွဲပေါ့နော်ကျွန်တော်တို့အဲ့မှာကျွန်တော်ဝင်ပြိုင်မှုတယ်မြန်မာဝက်ဆောင်နဲ့တိုက်ပုံကြီးနဲ့ကျွန်တော်ဝင်ပါဦးတယ်အဲ့တော့ကျွန်တော်ဗီဒီယိုကြည့်ဘူးလို့လည်းရှိလိမ့်မယ်အခု ECC တက်တယ်လို့ဆိုလို့ရှိရင်အဲ့လိုလေဝင်ပါပြီးတော့နောက်ကြတော့ကျွန်တော်တက်ချင်တဲ့အကြောင်းကနည်းနည်းခက်တဲ့အကြောင်းဖြစ်နေ interest ကနည်းနည်းခက်တဲ့အကြောင်းဖြစ်နေသူကဒီခန်းဆိုင် area မှာဆိုလို့ရှိရင် number 4ဂျပန်မှာဆိုလို့ရှိရင်ဒီတနိုင်ငံလုံးတိုင်းတိုင်းကျရှင် ranking 22ဒါကျွန်တော်ကြုံလို့ပြောပြတာကျူကြွားတာမဟုတ်အဲ့တော့အဲ့ကြောင့်ကျွန်တော်ဝင်ရင်တော့လုံးဝစူးစားတယ်စူးစားပြီးနောက်ကျတော့ကျောင်းကဆရာမကနေမှကျွန်တော်မေးလာတယ်ဆရာမဘက်ကနေပြီးတော့ဘယ်လိုကူညီနိုင်လဲဆိုတော့ recommendation letter ဆွေးဆန်းရှုပ်ရေးပေးလို့ရတယ်အဲ့တော့ဒီကျွန်တော်ကိုယ်တိုင်လည်းဒီကျောင်းသွားဖို့ကျောင်းဝင်ခွင့်ရဖို့နဲ့ပတ်သက်ပြီးတော့တော်တော်လေးစူးစမ်းနေအောင်တွေးလို့ဒီစူးစမ်းအားထုတ်မှုအတိအမှတ်ပြုတဲ့အနေနဲ့ဒါလေးရေးပေးမယ်ဆိုပြီးသူကပြောတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါတော့မှကျွန်တော်လွယ်ကူမရအောင်ကျောင်းကနေပြီးတော့ကျွန်တော်အင်တာဗျူးလုပ်တယ်ဖေကျောင်းတက်ချင်တာတော့ဘာမီဂျာတက်ချင်တာတော့ဘာလို့တက်ချင်တာတော့အဲ့ကျောင်းတက်ပြီးဘာလုပ်မှာတော့ပြီးလို့ရှိရင်ဒီအဲ့ဒီကဝါသနာပါတဲ့မေဂျာကဘာကြောင့်တောင်ဝါသနာပါသွားတာတော့အဲ့လိုမျိုးအများကြီးမေးတာမေးပြီးတော့မှနောက်ဆုံးညမှာ2 ရက်3လောက်နေမှာကျွန်တော် interview result တည်းအဲ့မှာကျွန်တော်recommendation letter ရသွားတယ်ရတော့ကျွန်တော်ကျောင်းစတက်တယ်ကျောင်းစတက်တော့ university မှာလည်း
နေအခက်ပြန်တွေ့ပြန်ရအခက်တွေ့တာပါတော့ဆိုတော့ကျွန်တော်ကမြန်မာမှာမန်းလေးမှာရန်နာဘုံတက်ကတူတက်တာ image ဒါတော့ကျွန်တော် first year second year first year မအောင်ဒါလုံးဝစာလဲလက်စင်မှာဒါအမှန်တမ်းပြောတာရှက်လည်းမရှက်ပါဘူးရှက်တယ်လည်းမဟုတ်ပါအဲ့တော့အဲ့မှာမအောင်နေတဲ့အဲ့ရန်နာဘုံတက်ကတူမှာလေကျွန်တော်ကစာတိချာမလုပ်ခဲ့တဲ့ကျွန်တော်ဟိုအဲ့အခုကြောက်ရောက်တော့စာလေးနည်းနည်းလိုက်လုပ်ကြည့်တယ်လုပ်ကြည့်တော့ထိုင်းတဲ့လောက်ကတော့ okay ရဲ့ပေါ့လေဒါပေမဲ့ကျွန်တော်တဲ့အများကြီးပြင်ဆင်လာတဲ့လူတွေနဲ့ကျွန်တော်တွေ့တယ်ပြောချင်တာကျွန်တော်ကကျောင်းနေပါလေပြောင်းပြီးတော့မှဒီလိုသင်ခန်းစာတွေလေးလာပြီးမှစပြီးတော့ပြောင်းလဲဖို့ကြိုးစားရတယ်ဒါပေမဲ့ဟိုမှာရှိနေပြီးသားလူတွေကပြောင်းလဲပြီးသားတွေတချို့ဆိုလို့ရှိရင်ဘာသာစကား3ခု4ခုလောက်ပြောတတ်တယ်မှုနေအောင်ပြောတတ်တယ်ကိုယ်တိုင်ကလည်းဒါပါတော့ဂျပန်လူမျိုးဆိုဂျပန်စကားပြောတတ်တယ်အင်္ဂလိပ်စာကကြတော့သူတို့တက်ခဲ့တဲ့ကျောင်းတွေနေပြီးတော့လေးလာတော့ private ကျောင်းတွေပြီးတော့နောက်တစ်ခုကသူတို့ကကျွန်တော်တို့ပဲနိုင်ငံခြားကိုသွားပြီးတော့ study abroad သွားလုပ်တဲ့လူတွေရှိတယ်အဲ့မှာလည်းသူတို့သွားခဲ့တဲ့နိုင်ငံကဘာသာစကားတစ်ခုတက်ခဲ့တယ်ဒါတော့တရုတ်ဆိုလို့ရှိရင်တရုတ်ပေါ့လေအဲ့တော့ဂျပန်အင်္ဂလိပ်တရုတ်နောက်တစ်ခုကကျတော့ထားလို့ပြည်လေးလိုလေးနည်းနည်းသိတာတော့စပိန်လိုလေးနည်းနည်းပြောတတ်တယ်အဲ့လိုမျိုးလေးလည်းရှိတယ်အဲ့ဒါအပြင်မှာသူတို့ရွေးတဲ့ major ပုံသူတို့နည်းနည်းဆိုင်ကိုလေးလာပြီလားဥပမာတော့ကျွန်တော်အခုတက်တာ IR international relationship အဲ့ဒါမှထားတော့ international law တွေရှိတယ်international law မှာထားတော့ sector တွေလည်းအများကြီးရှိတယ်အဲ့ဒီမှာတစ်ခုဆိုတစ်ခုကိုတေချာလေးလေးလာပြီးသားလို့တော့ပါတော့ရှိတယ်အဲ့လိုမျိုးတွေကျွန်တော်အတန်းနဲ့ရောက်တော့ကျွန်တော်နဲ့လက်ပါဒီလောက်တောင်ပြင်ဆင်ထားကြတဲ့လူတွေပေါ့အဲ့တော့ကျွန်တော်ဘက်ကအားနည်းချက်တွေများနေတော့အခုမှကျွန်တော်ပြန်ပြီးစူးစမ်းလိုက်နေအဲ့တော့အခုကကျွန်တော် first year ပြီးသွားပြီ first year မှာ first semester second semester ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ credit score တွက်ရတယ်အဲ့တော့ထားပါတော့ဘယ်တန်းတွေတော့တက်ကိုတက်ရမယ် mandatory တန်းတွေဘယ်တန်းတွေကတော့ကိုနော် flexible ဖြစ်အောင်လို့ရွေးလို့ရတယ်ဆိုတော့မျိုးလေးရှိတယ်အဲ့တော့ဒီနေရာမှာပြန်ဝင်လာတာပေါ့ time management ကျွန်တော်က time management အရန်ညံ့တယ်ပေါ့ဘာလို့ကျွန်တော်မြန်မာမှာတောက်လျှောက်ရှိခဲ့တဲ့ဟာကျွန်တော်တွေ့ဘူးကိုလို့ရှိရင်လောက်လိုက်တာကိုမလို့ရှိရင်ပြစ်ထားလိုက်တာအဲ့ဒီမှာကိုလာထိတယ်လာထိတော့ဘာဖြစ်လို့ဆိုတော့ဒီကျွန်တော်အကြောင်းကတော့မနေ့သူကစာတင်ရင်9ချိန်ရှိတယ်ပေါ့စာတင်ရင်9ချိန်ရှိ9ချိန်မှာ first period ကပဲရှင်းမှာစောင့်ဆိုတော့9:50မှာစတယ်9:50မှာစတယ်နောက်ဆုံးပြီးတဲ့အချိန်ကပဲကျွန်မပြောဆို6:50မှာပြီးညနေ6:50အဲ့တော့ဘယ်တန်းတွေတက်ပြီးတော့ဘယ်ရက်ကြလို့ရှိရင်စာတိချာလုပ်မယ်ဘယ်ချိန်ကြလို့ရှိရင်တော့အချိန်ပိုင်းလုပ်လို့မဟုတ်ကျွန်တော်တို့ကဒီမှာရှိတဲ့လူတွေနဲ့မတူဘူးဒီမှာရှိတဲ့လူဆိုတော့ဂျပန်နိုင်ငံသားတွေတို့တခြား foreigner တွေနဲ့ကျွန်တော်တို့နဲ့မတူဘူးကျွန်တော်တို့ကကိုเจ้าသေးကိုရှာရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းစားတော့သေးရှာရတယ်ကိုအကုန်ယူဆိုင်ရတယ်ပေါ့လေသူတို့နဲ့မတူတာသူတို့ကစာလုပ်ပြီးတော့နေပေါ်ကြောကောလေးနေလို့ရတယ်အဲ့တော့ကျွန်တော်တို့လှုပ်ချင်တာတွေကိုလည်းနည်းနည်းပါးတော့ sacrifice လုပ်ရတယ်ဒါပါတော့တကယ်ကြီးနေရှောက်လဲချင်တာကတော့ဒီရက်ကတော့နားလိုက်ချင်တာတော့ဆိုလို့ရှိရင်ဒါကြလုံးမရအောင်အဲ့ဒါကစာတင်တာစာအတွက်ကိုရောအလုပ်တွေကိုကျွန်တော်တို့ပြက်ကွက်လို့မရဘူးပေါ့နော်စာအတွက်ကြလို့ရှိရင်လည်းကျွန်တော်တို့ပြက်ကွက်လိုက်လို့ရှိရင်ကျောင်းမှာ performance တိတ်မကောင်းတော့ GPA တွေကျမယ် grade တွေကျမယ်အလုပ်တွေကိုကျွန်တော်တို့ပြက်လိုက်လို့ရှိရင်လည်းဘာဖြစ်လို့လဲဆိုတော့ဒီဒါပေါ့လေဝါတီဒါတွေတော့ဟိုတိတ်ပြီးတော့စိုက်မထုံးနိုင်တော့အိမ်ပြန်ပြီးဟလုံးလောရတော့မယ်အမေနေကောင်းလာတော့လောရတော့မယ်အဲ့တော့အဲ့လိုမဖြစ်အောင်လို့ကျွန်တော်တို့စောစီစီကလေးကကြောင်မတက်ခင်ကလေးကကြိုးပြစ်တာတွေလောက်ထားပါဥမာထားပါတော့တနင်္လာနေ့ပြီးတောက်ကြဒီရဲ့ကြောင်တက်ရမယ်အဲ့ဒါစနေနေ့ရအားတယ်စနေနေ့မှာဘလောက်ချိန်ထည့်လိုက်မယ်အလုပ်ကိုဘယ်ချိန်ရတော့စားလုပ်မယ်တနင်္လာနေ့တောက်ကြအတွင်းမှာလည်းဘယ်ရက်ကတော့ဘယ်အလုပ်လုပ်လိုက်မယ်ဘယ်ရက်ကတော့
စာလုံးလိုက်မယ်ဘယ်ရက်ကတော့ကျွန်တော်တို့presentation အတွက်ကိုလိုတာပြင်လိုက်မယ်အဲ့လိုမျိုးပေါ့လေအမျိုးမျိုးစဉ်းစားပြီးတော့မှဒီချာလေး plan ချပြီးတော့လုပ်ပါအဲ့လိုဆိုလို့ရှိရင်တော့အခက်အခဲမရှိနိုင်ဘူးဒါကျွန်တော်ရဲ့အခုချိန်ကြာတော့ကျွန်တော်ဖြည်းဖြည်းချင်းပြန်ပြင်နေပါပြီဥပမာထားပါတော့ကျွန်တော်တခုပြမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ schedule စာဖြစ်သွားပြီဖုန်းနဲ့မှတ်လို့မရဘူးလားဆိုတော့ရတယ်ဒါပေမဲ့ဖုန်းနဲ့မှတ်တာထက်ဒီလိုစာအုပ်တတိတတ်ထားပြီးတော့မှတ်တာကပိုပြီးကောင်းတယ်။ဘာလို့ဆိုစာအုပ်နဲ့တကူတကကိုခင်းတဲ့ကံကြီးရေးနေရတယ်ဗျာ။ပြီးတော့ကိုအစင်ပြေလို့ကိုမှတ်လိုက်တယ်မှတ်ပြီးလို့ရှိရင်ဒီဟာကိုယူရလေးကိုကန်ရတယ်။ဘာလို့ပျောက်လည်းမသွားအောင်လို့ရေးကြည့်ရလေဒီမှာမှတ်တာဆိုတော့ဒါကျွန်တော် first year စတက်ကလေးကစာအုပ်အခုချိန်ဒီပုံစံရှိသေးတယ်ဒါတစ်နှစ်ရှိပေါ့လေ။အဲ့တော့ဒါကကျွန်တော်စဉ်းစားမိတဲ့လောက်ကိုကျွန်တော်ပြောပြတာကျွန်တော်ရဲ့ personal experience အဲ့တော့ရှိခဲ့ပါတယ်ကျွန်တော်ပြဿနာတိလေးတွေလည်းရှိခဲ့တယ်ဒါပေမဲ့ကျွန်တော်လုံးဝမမှတ်မိတော့တော်တော်များများတော့ဘာလို့ဖြစ်ခဲ့တာတွေလည်းများနေတော့မှန်တယ်ပြောရင်မမှတ်မိတော့အဲ့တော့ထားပါတော့ကိုလူတို့ဒီဗီဒီယိုကြည့်ရင်းနဲ့သူကတော့ဒီလိုလေးတော့ပြောသွားတယ်ဒါပေမဲ့သူမပြောခဲ့တဲ့အပိုင်းတွေများရှိမလားဥပမာထားပါတော့ကျွန်တော်ဒီရှင်းကခုတက်တုံးသွားဆိုလို့ရှင်ဘာတွေဘယ်လိုလုပ်ခဲ့လဲတခုနဲ့ပတ်သက်ပြီးသိချင်တာရှိလားဒါမှမဟုတ်လို့ရှိရင်လေဒီရှင်းကခု course ECC ကနေပြီးတော့မှကျောင်းဘက်ကိုပြောင်းတဲ့အချိန်မှာဘာတွေလုပ်ခဲ့ရလဲဆိုတော့မျိုးသိချင်တာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်မေးခဲ့ပါကျွန်တော်တခုမကြံကျွန်တော်တခြားလေးပြန်ပြောပြမယ်အဲ့တော့အခုကတော့ second year ကျွန်တော်ပြန်စရမယ်နောက်လာရှိရနေဆိုလို့ရှိရင် second year စပြီအဲ့တော့အဲ့မှာလဲလုံးဝရှေ့မှာမှားခဲ့တဲ့အမှားတွေမမှားအောင်လို့ကျွန်တော်တခြားလေးပြန်ပြီးတော့attention to detail ပေါ့နော်တခြားလေးပြန်ပြီးတော့ schedule ချတယ်ပြန်လုပ်နေတယ်စာတွေပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်စာအုပ်တွေဝယ်ဖတ်ဖြစ်အောင်စူးစမ်းတယ်ပြီးတော့နောက်တစ်ခုက ebook ဖတ်တာတဲ့ကျွန်တော်စာအုပ်ကိုလုံးဝကင်ပြီးတော့ဖတ်တာပိုကြိုက်လို့အဲ့တော့အခုကတော့ဒါတွေကျွန်တော်ရောက်ခါသားနေပြီးတော့အခုချိန်ကြီးကျွန်တော်ကြုံခဲ့တဲ့ပြဿနာလေးတွေနဲ့အချိုးကောင်းခဲ့တဲ့အချက်လေးတွေအဲ့တော့ဒီကနေပြီးတော့မှအများကြီးမဟုတ်တော့မှအရေးကြီးတဲ့အပိုင်းလေးတွေနည်းနည်းလေးကိုသင်ခန်းစာဖြစ်ရသွားမယ်လို့ကျွန်တော်တို့မျှော်လင့်နေဒါဂျပန်ကိုရောက်တဲ့လူတွေအတွက်ကျွန်တော်ကအထောက်အကူဖြစ်မယ်လို့မျှော်လင့်တယ်အဲ့တော့နောက်ထပ် sharing လုပ်ဆရာတွေရှိလို့ရှိရင်လည်းကျွန်တော်ဒီလိုပုံစံပဲတင်ပေးတော့မယ်ဒါမဖုံးမကွယ်တဲ့ဘာရှင်းနေပေါ့နော်ကျွန်တော်အဲ့တော့နောက်လာမယ့်အချိန်တွေမှာလည်းကျွန်တော်တခုခုမှားပြီးတော့သင်ခန်းစာရတာတွေပါရှိလို့ရှိရင်လည်းကျွန်တော်တင်ပေးမယ်အဲ့ဒီမှာကိုလိုလိုဘယ်လိုပြောမလဲသင်ခန်းစာရအောင်လို့နော်အဲ့တော့ဗီဒီယိုလေးကတော့ဒီလောက်ပဲတခုခုသိချင်တာရှိရင်အောက်မှာ comment မှာမေးကြလို့ရပါတယ်ပြီးတော့ like and subscribe လုပ်ပါဖို့မမေ့ပါနဲ့ bye bye